Number 1 စိတ်ကောင်းထား Number 2စကားကိုပြစ်ကင်းအောင်ပြောကိုဒီလျောက်လှုပ်တဲ့အခါမှာမဟုတ်တာတွေမလုပ်နဲ့လုံးဝရှောင်အဲ့ဒီလိုလုံးဝရှောင်ရင်ကိုပဲမင်းအခြေအနေကောင်းနေမင်းမှာရပြီဆက်လို့ရမှာပါတော့မင်းမှာပြည့်စုံတဲ့ဘဝမှာဆိုရင်မင်းစိတ်ဝင်စားလိုက်ပါသူများအကျိုးဆောင်ရဖို့စိတ်ဝင်စားလိုက်ပါတတ်တော့မင်းမာနတွေဒေါသတွေမချိပါနဲ့ပြောပြောပြောင်ပြောင် gentleman ဖြစ်အောင်နေစမ်းပါတန်ဝိပါခီမြတ်တာခွဲဝေပြီးတော့သုံးဆွဲပါပရိညိမင်းကိုကြိုးတာမကြည့်နဲ့တရားရဲ့စက္ကန့်ကိုနားလဲပေးပါအဲ့ဒီအချက်၄ချက်မင်းမှာပြည့်စုံပြီဆိုလို့ရှိရင်မင်းမကြောက်နဲ့တော့ဘွားမင်းအတွက်ခြေကန်အသင့်ကြအသင့်ဆိုတာဖြစ်ပြီအဲ့လိုဆိုလို့လေနော်နောက်ဘွားအတွက်ဒါအမခံချက်ရသွားပြီအဲ့ဒါမကြောက်နဲ့ဒါဖះအမခံပေးတာဘုံဘွားအမခံပေးတာကြောက်စရာမလိုဘူးလို့ပြောအဲ့ဟာတွေနဲ့ပြည့်စုံနေကြောက်စရာလုံးဝမလိုဘူးမစိုးရိမ်နဲ့တည်ခြင်းနဲ့ချိန်သေးသူကတည်ခြင်းသေးမှပဲဒီပြောတော့ရတာနော်တည်ခြင်းနဲ့ချိန်သေးငါဒါတွေရှိဖို့အရေးကြီးတယ်ဇာနာတွေစိုးရိမ်မနေနဲ့အဲ့ဒါလို့နှလုံးသွင်းနိုင်အောင်ရဗုဒ္ဓရဲ့အဆုံးအမနဲ့အညီကျင့်သုံးနေထိုင်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတ